လေဘင်းမှာရှိတဲ့ thyroid gland ကနေ thyroid hormone တွေထွက်ဖို့အတွက် regulate လုပ်ပေးတဲ့ hypothalamic pituitary thyroid axis အကြောင်းကိုလေ့လာကြရအောင်။ thyroid hormone တွေများတဲ့ condition ကို hyperthyroidism လို့ခေါ်တာဖြစ်တယ်။လေဘင်းမှာရှိတဲ့ thyroid gland ကကြီးလာမယ်ဆိုရင် goiter လို့ခေါ်တာဖြစ်တယ်။ကိုယ်ဝန်ဆောင်မိခင်မှာ iodine deficiency ဖြစ်မယ်ဆိုလို့ရှိရင်မွေးလာတဲ့ကလေးမှာ mental retardation လို့ခေါ်တဲ့ဉာဏ်ရည်နိမ့်ပါးတာကိုဖြစ်စေနိုင်တဲ့ cretinism ရောဂါဖြစ်မှာဖြစ်တယ်။ brain မှာရှိတဲ့ hypothalamus က TRH ဟော်မုန်းကိုထုတ်တယ်။ TRH က anterior pituitary မှာရှိတဲ့ cell တွေကနေပြီးတော့မှ TSH ဟော်မုန်းကိုဆက်ပြီးတော့မှထွက်အောင်လုပ်ပေးတယ်။ TSH ဟော်မုန်းက thyroid gland မှာရှိတဲ့ cell တွေကနေ T3 T4 လို့ခေါ်တဲ့ thyroid ဟော်မုန်းတွေကိုထွက်အောင်အားပေးတာဖြစ်တယ်။ thyroid ဟော်မုန်းတွေက target tissue တွေဖြစ်တဲ့ heart, liver, bone, nervous system တွေပေါ်မှာသွားပြီးတော့မှ effect တွေကိုဖြစ်ပေါ်စေမှာဖြစ်တယ်။ TRH, TSH နဲ့ thyroid ဟော်မုန်းတွေကတနေရာကနေတနေရာကို blood stream ကနေပြီးတော့မှပြန့်နှံ့တဲ့အတွက်ကြောင့် endocrine hormones တွေလို့ခေါ်တာဖြစ်တယ်။ thyroid ဟော်မုန်းတွေများလာမယ်ဆိုလို့ရှိရင် pituitary နဲ့ hypothalamus ကနေပြီးတော့မှ TSH နဲ့ TRH တွေထွက်တာကိုပြန်ပြီးတော့မှ feedback inhibition သွားမှာဖြစ်တယ်။ဒီပုံမှာတော့ brain မှာရှိတဲ့ hypothalamus area နဲ့ pituitary glands ကိုပြထားတာဖြစ်တယ်။ pituitary glands မှာ anterior နဲ့ posterior pituitary ဆိုပြီးတော့မှနှစ်ပိုင်းပါဝင်တာဖြစ်တယ်။ hypothalamus cells ကနေထုတ်လိုက်တဲ့ TRH က anterior pituitary ကို portal venous system ကနေရောက်ရှိလာမှာဖြစ်တယ်။ TRH က anterior pituitary cells တွေကနေ TSH ထွက်တာကိုအားပေးမှာဖြစ်တယ်။ TSH က bloodstream ကနေပြီးတော့မှ thyroid gland ကိုရောက်ရှိပြီးတဲ့အခါမှာ thyroid gland ကနေပြီးတော့မှ thyroid hormone တွေကိုထုတ်တာကိုအားပေးမှာဖြစ်တယ်။ thyroid hormone တွေက bloodstream ကနေပြီးတော့မှ target tissue တွေကိုရောက်ပြီးတော့မှ action တွေလုပ်မှာဖြစ်တယ်။ဒီပုံမှာတော့လေဘင်းမှာရှိတဲ့ butterfly shape ပုံသဏ္ဍာန်ရှိတဲ့ thyroid gland ကိုပြထားတာဖြစ်တယ်။ thyroid gland မှာရှိတဲ့ thyroid follicular cells တွေကနေပြီးတော့မှ thyroid hormone တွေကိုထုတ်ပေးမှာဖြစ်တယ်။ TRH လို့ခေါ်တဲ့ thyrotrophin releasing hormone ကတော့ tripeptide ဖြစ်တယ်။ TRH ကို peptide ဓာတ်ချင်း hypothalamus nuclei ကနေ pulsatile fashion တွေနဲ့ထုတ်မှာဖြစ်တယ်။ TRH က anterior pituitary မှာရှိတဲ့ thyrotrope cells တွေရဲ့ membrane ပေါ်မှာရှိတဲ့ G protein coupled receptor G2 ကနေတဆင့် phospholipase C enzyme ကို activate လုပ်ပြီးတဲ့အခါမှာ TSH hormone synthesis နဲ့ secretion ကိုအားပေးမှာဖြစ်တယ်။ TSH လို့ခေါ်တဲ့ thyrotrophin hormone ကတော့ glycoprotein chemical nature ဖြစ်တယ်။ anterior pituitary ရဲ့ thyrotrope cells တွေကနေ synthesis လုပ်ပြီးတော့မှ secretion ကတော့ both pulsatile and circadian pattern တွေနဲ့ secrete လုပ်မှာဖြစ်တယ်။ plasma half life ကတော့ 65 minutes ပဲကြာမှာဖြစ်တယ်။ဒီပုံမှာတော့ TSH က thyroid follicular cells တွေရဲ့ surface ပေါ်မှာရှိတဲ့ G2 နဲ့ GS ကနေတဆင့် thyroid hormone synthesis နဲ့ secretion ကို stimulate လုပ်မှာဖြစ်တယ်။ thyroid hormone တွေကတော့ T4 လို့ခေါ်တဲ့ tetraiodothyronine or thyroxine, T3 လို့ခေါ်တဲ့ triiodothyronine နဲ့ reverse T3 တွေဖြစ်တယ်။ T3 ကတော့ biologically active form ဖြစ်ပြီးတော့ reverse T3 ကတော့ inactive form ဖြစ်တယ်။ thyroid hormone တွေရဲ့ structure ကိုပြထားတာဖြစ်တယ်။ thyroid hormone တွေက iodinated tyrosine derivatives တွေဖြစ်တယ်။ thyroid hormone synthesis က thyroid gland ရဲ့ follicular cells တွေမှာလှုပ်ဆောင်မှာဖြစ်တယ်။ thyroid hormone တွေက lipophilic ဖြစ်တဲ့အတွက်ကြောင့် target tissue မှာရှိတဲ့ target cells ရဲ့ membrane ကိုဖြတ်ပြီးတဲ့အခါမှာ nucleus ထဲမှာရှိတဲ့ thyroid hormone receptor ကိုသွားပြီးတော့မှ bind လုပ်တယ်။ T4 ကနေပိုပြီးတော့မှ active ဖြစ်တဲ့ T3 ဖြစ်ကိုပြောင်းလဲတာကို deiodinase enzyme မှာ catalyze လုပ်ပေးမှာဖြစ်တယ်။ T4 to T3 conversion က thyroid follicular cell ထဲနဲ့ target tissue cells ထဲမှာဖြစ်ပေါ်နိုင်တာဖြစ်တယ်။ thyroid hormone နဲ့ receptor complex က targeted gene ရဲ့ specific DNA sequence ကို bind လုပ်ပြီးတဲ့အခါမှာ protein synthesis တွေကို regulate လုပ်မှာဖြစ်တယ်။ဒီပုံမှာတော့ thyroid hormone တွေရဲ့ target organ နဲ့ tissue တွေကိုပြထားတာဖြစ်တယ်။
hypothalamus ကနေ TRH ထုတ်တာကို affect ဖြစ်နိုင်တဲ့ factors တွေကိုပြထားတာဖြစ်တယ်။ thyroid hormone synthesis ကို iodine intake အပြောင်းလဲကလည်းလာပြီးတော့မှ affect ဖြစ်နိုင်တာဖြစ်တယ်။ဒီဘက်က Head Knowledge Sharing Channel ကို support ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာကြပါစေ။